ဒီနေ့မှာတော့ရာသီဥတုလေးကအေးလာပြီဖြစ်တဲ့အတွက်ပူပူဆက်ဆက်ရခိုင်မုန့်တီလေးကိုချက်စားပြလို့ချက်နီးလေးကိုပြန်လည်ပြီးတော့ပြောပြပေးလိုက်ပါတယ်အားလုံးပဲမင်္ဂလာပါရှင်ဖူပိုင်ပင်ကြီးကနေကြိုဆိုလိုက်ပါတယ်ရခိုင်မုန့်တီချက်နီးလေးကတော့ပထမဦးဆုံးငါးလေးကိုပြုတ်ထားပေးရပါမယ်အရသာအတွက်ကတော့ကြက်သားမုန့်စားအနေငယ်ထည့်ပြီးတော့နေထားပေးပါမယ်ငါးရဲ့အပေါ်မျက်နှာပြင်လေးတွေတင်းလာတဲ့အထိအမီးအပူပေးထားပါမယ်ပြီးရင်တော့ရေထည့်ပြီးတော့ငါးလေးတွေကိုနူးဤတဲ့အထိပြုတ်ထားပေးပါအိမ်ကအပင်ကငရုတ်သီးလေးတွေကိုသုံးပြီးတော့ပဲငရုတ်သီးအနှစ်ချက်ပါမယ်အခုဆိုရင်တော့ငါးလေးတွေနူးဤလာပါပြီငါးလေးတွေနူးဤလာပြီဆိုရင်တော့ဆယ်ထုတ်ထားပြီးတော့အေးခံထားပြီးအယိုးနွန်ထားပေးပါပြီးရင်တော့ငရုတ်သီးလေးတွေကိုပြုတ်ထားပေးပါမယ်ပြီးရင်တော့ငါအသားနွန်ထားတာလေးတွေကိုဒဲတဲကိုစီမထည့်ဘဲနဲ့အိုးကင်းပူတိုက်ပေးပါမယ်ငါလေးတွေကိုအခုလိုလော်ထားပေးရင်တော့ပို့ပြီးတော့မှုေးပါတယ်ဒီနေရာမှာတော့ပတဲကောစပလင်မကြိုက်တဲ့အတွက်မထည့်တာမို့လို့ငါးညီနှံပြောက်အောင်လို့အခုလိုလေးလော်ထားပေးပါတယ်အခုလို6သွားအောင်လော်ထားပေးရင်တော့ငါးတွေကမညီပဲနဲ့မှုေးလာပါတယ်ပြီးရင်တော့ငပိကိုအရေးဖြော်ပြီးတော့ကြိုးထားပေးပါမယ်ဆော့ဆော့အကျန်နဲ့ငါးပြုတ်ရည်နဲ့ရေနွေးထည့်ပြီးတော့တည်ထားပေးပါမယ်ငါးသားလေးတွေထည့်ပေးပါမယ်ငါးသားကိုအကုန်မထည့်ဘဲနဲ့တဝက်ပဲထည့်ပေးပါမယ်ငရုတ်ကောင်းထည့်ပါမယ်
စောစောကကြိုထားတဲ့ငပိရည်လေးတွေတဝက်လောက်ထည့်ပေးပါမယ်အရသာအပေါ်အငံကြည့်ပြီးတော့ငပိရည်ကိုထပ်ပြီးတော့ထည့်ပေးပါချက်သွန်ပြူထောင်းထားတာလေးတွေထည့်ပါမယ်ဒီနေရာမှာဗရဲကောကျိုင်းနဲ့တက်တဲ့လူကဗရဲကောထည့်လို့လည်းရပါတယ်ရတာအတွက်ကြက်သားမုံထည့်ပါမယ်ခုဆိုရင်တော့ဟင်းလေးရပါပြီပြီးရင်တော့ငရုတ်သီးအနည်းချက်ပါမယ်စောစောခကြံတဲ့ငပိရည်လေးတွေကိုငရုတ်သီးထောင်းထားတာလေးတွေထည့်ပါမယ်ကြံနဲ့ငါးအသားနှွန်ထားတာလေးတွေထည့်ပေးလိုက်ပါမယ်အရသာအပေါ်ငံအလိုက်ငပီးကြက်သားမုံလေးတွေထပ်ထည့်ပေးပါရှီအနေငယ်ထပ်ထည့်ပြီးတော့တဲထားပေးပါမယ်ငရုတ်သီးလေးတွေကိုတည်တည်ချာချာကြက်အောင်တဲမှသာလျင်ပိုင်းမနာမှာဖြစ်ပါတယ်ခုဆိုရင်တော့ငရုတ်အနှစ်ချက်လေးလည်းရပါပြီရှင်အရင်ဦးဆုံးရခိုင်မုံတီအတုပ်လေးလှုပ်စားပါမယ်ငရုတ်အနှစ်ထည့်ပါမယ်ပဲသီးနဲ့နန်းနန်းပင်ထည့်ပါမယ်တံမြာသီးနည်းငယ်ညှစ်ထည့်ပေးပါမယ်အိမ်မှာတော့ငဖဲနဲ့ငုံမရှိတာမို့လို့အကြော်လေးပဲထည့်ပြီးတော့တုပ်စားဖြစ်ပါတယ်ဟင်းလေးနဲ့ငယ်ထည့်ပါမယ်အခုဆိုရင်တော့ရာသီဥတုနဲ့အရန်ကိုလိုက်ဖက်တဲ့ရခိုင်မုံတီပူပူဆက်ဆက်လေးရပါပြီရှင်ရခိုင်မုံတီကိုအရင်နဲ့စားတာရောအတုပ်စားတာကိုပါနှမျိုးလုံးကြိုက်ပါတယ်ရှင်အားလုံးလည်းလိုက်ပြီးတော့ချက်စားကြည့်လိုက်ကြရအောင်နော်အဆုံးထိကြည့်ရှုပေးလို့အားလုံးကိုကျေးဇူးများတင်ပါတယ်ရှင်